Nissan Wednesday နောက်ကိုလာရင်ဒီနေ့တရက်လဲနေဝင်မှုချုပ်ချိန်ရောက်သွားပြန်ပါပြီပြေးလာလှူရှာရင်အလုပ်တွေရှုပ်နေကြရဲ့တရက်မှာဆိုရာတို့ကိုအတွက်ကိုအချိန်2မိနစ်လောက်လေးပေးပြီး mental reset လေးတူလုပ်ကြည့်ကြရအောင်ပါစိတ်မှာပင်ပန်းနေရတာတွေခန္ဓာကိုယ်မှာပင်ပန်းနေရတာတွေအတွက်အကုန်လုံးခဏလောက်ရပ်ပြီးကိုယ့်အတွက်ကိုအချိန်လေးခဏရပ်ထားလိုက်ပါဆိုရတော့ဘာမှမစင်စားပဲစိတ်ထဲမှာဗလာလေးခဏထားလိုက်ပြီးအသက်ကိုပုံမှန်လေးရှူသွင်းလိုက်ပါခဏလေးထိန်းထားမယ်ရှူထုံးမယ်နောက်တစ်ခေါက်ရှူသွင်းမယ်ခဏလေးထိန်းထားမယ်ရှူထုံးမယ်ဆိုရပြောပြမှလေးတွေကိုကိုယ့်ရဲ့အသက်ရှူတန်းလေးကိုနားဆိုင်ရင်းနဲ့ပဲနားထောင်ပေးပါဆိုရတို့ဒီနေ့တနေ့ကိုဖြစ်ပျက်ခဲ့သမျှတွေကိုခဏလွတ်ချလိုက်ပါပျော်ရွှင်အားခြင်းတွေဝမ်းနည်းအားခြင်းတွေဘာဆိုဘာတစ်ခုမှစောက်ကိုင်းမထားပဲဖေးထားလိုက်ပါကိုယ့်ရဲ့ချိန်တွေကိုကိုပိုင်ပါတယ်ခဏလေးရပ်ထားလိုက်ဖို့လည်းအခွင့်ရှိပါတယ်ခန္ဓာကိုယ်ထိခိုက်မှနာကျင်တာမဟုတ်လို့ကိုယ့်ရဲ့စိတ်ကိုလည်းအချိန်ပေးပြီးကြည့်ဆိုင်ပြီးဖို့လိုအပ်ပါတယ်ကိုယ်တတိမထားမိပေမဲ့အစဉ်ပြေရာတွေရောမပြေခဲ့တာတွေရောဆိုတော့အများကြီးလှုပ်ဆောင်နေကြရပါတယ်ဒီလို reset လေးလုပ်လိုက်ရုံနဲ့တော့အရာအလုံးပြေလဲသွားမှမျိုးတော့မဟုတ်ပေမဲ့စူညံရှုပ်ထွေးနေရတွေကနူညံသွားမယ်လှုပ်ရှားရှိရာကိုပိုးပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ဆက်လက်လှုပ်ဆောင်မှုအကူအညီဖြစ်သွားမှာပါအသက်ကိုပုံမှန်လေးရှူသွင်းရင်ရှူထုတ်ရင်လည်းပဲဆိုရကိုရင်ဘတ်ထဲမှာငြိမ်မှုလေးတည်ငြိမ်မှုလေးခေါင်းနေပါစေအသက်ကိုပုံမှန်လေးရှူသွင်းလိုက်ပါခဏလေးထိန်းထားမယ်ရှူထုတ်မယ်ကဲဆိုရ ready ဖြစ်ပြီဆိုလို့ရှိရင်တော့ပုံမှန်တိုင်းလုပ်စရာရှိရလေးကိုပြန်လေလုပ်ဆောင်ကြရပါမယ်whisper ပိုင်းဆိုရပါဆိုတော့လိုအပ်တဲ့ချိန်တိုင်း channel လေးစီကိုထပ်လာခဲ့ကြပါနော်